ဒီနေ့ချင်းပေါင်ဖူးထွက်ချိန်အောင်ကုန်တော့မယ်မရွှေတယောက်ယူထိုးပြမယ်ဆိုပြီးပြောင်းနေတာပဲရောက်သွားလဲယူထိုးပြပါအောင်ဆိုတော့နှစ်စဉ်နှစ်တိုင်းပဲချင်းပေါင်ဒီထွက်ချိန်ကြရင်မရွှေကယူကြီးပဲထိုးပြနေဆိုဒီနေ့ယူမထိုးပြတော့ဘူးချင်းပေါင်ဖူးကိုဘယ်လိုလေးလှုပ်စားလို့ရသည်လဲဆိုတာပြောပြပေးမယ်နော်ဒါလို့ဆိုရင်တော့ငါဟင်းနဲ့ချက်လို့ရပြီ ဟုတ်ပါကဲ့တယ်ဆရာမ သူတည်းကထုတ်လိုက်ဒီကြီးကထုတ်လိုက် အားရအလုံးမရှိဘူးဆရာမ ဒါဘယ်လောက်ကိုလဲ 4500ဘူး ငါဝဲပြီးရနဲ့ဟင်းချက်ဖို့ချင်းပေါင်ဖူးလေးတွေကိုချွေထားလိုက်တော့မယ်မရွှေရလေးစီပြန်ဟင်းတွေချက်စားရတာကြိုက်တာစီတက်ဖို့အတွက်ကြက်သွန်ဖြူနီကိုတကူးတကားလောက်ရမှာအရင်ပြင်းတဲ့သူအခုနောက်ပိုင်းကကြတော့အမေကြီးဟင်းချက်အနှင်းမုတ်ရှိနေတော့အဆင်ပြေနေအောင်အမေကြီးဟင်းချက်အနှင်းမုတ်တစ်ထုံးမှာကကြက်သွန်ဖြူနီနနွင်းအယောင်တင်မုတ်အရသာတွေပါဝင်ပြီးသားမို့ကြက်သွန်ဖြူနီကိုတကူးတကားထောင်းပြီးထပ်ထည့်စရာမလိုတော့ဘူးသူတထုပ်ထည့်လိုက်ရုံနဲ့ဟင်းတစ်ခွက်ပြီးတယ်မရွှေကအရင်ဆုံးနှစ်ထုပ်ထည့်ဖို့လုပ်ထားတာကြည့်ကြည့်နော်တထုပ်ပဲထည့်တာအနှစ်ကောင်ကောင်ရနေပြီဆိုတထုပ်နဲ့ပဲအပီးချက်လိုက်မယ်အလုံးရှုပ်လေတက်တာတဲ့ချက်ရလဲလွယ်ကူတယ်ဟင်းချက်အနှစ်မုတ်တထုပ်ဆိုရင်အသားဟင်းတစ်ခွက်အေးစီးကောင်ကောင်ရတယ်နော်ချင်မောင်ဖူးလေးကလေငါးနဲ့တွဲချက်လို့ရှိရင်အရန်စားကောင်းတာချင်းချင်းလေးနဲ့လေမရွှေရတာကိုတခါမှမချက်စားပြဖြစ်ဘူးချင်မောင်ဖူးဆိုရင်ယူပဲအမြဲတမ်းထိုးပြနေတော့လေဒီလိုမျိုးလေးချက်စားရမယ်တချို့ဆိုမသိကြဘူးနော်စီပြန်ဟင်းတော့ဟုတ်တယ်ဒါပေမဲ့အရေးလေးနဲ့သူ့ကိုချက်မှာသူ့အရေးလေးကိုထမင်းလေးမှာဆန်းပြီးနေတဲ့တအားစားကောင်းတယ်အရသာအတွက်ကြတော့ငါးငယ်ပြရည်တစွန်းရဲ့အရသာမဟုတ်တစွန်းရဲ့ဒါလေးပဲထည့်ပြီးလိုက်တယ်အခုလိုအရေးခက်ဆက်ဆက်လေးဖြစ်ရင်တော့အိုးချလိုက်တော့မယ်မရွှေပကံနဲ့အုပ်ထည့်ပြီးမှနန်းနန်းမင်းလေးတွေအုပ်ထည့်ပြီးမှပေါ့နော်မှုံမွေးလေးနဲ့အရန်စားကောင်းတယ်ချင်းပြုံးပြုံးလေးခရမ်းချစ်သီးနဲ့ချက်တာထက်ကိုချင်းမဖူးနဲ့ချက်တာပိုစားကောင်းတယ်ပေါ့နော်ဒီအမေကြီးဟင်းချက်အနှိမ့်မော်ကမရွှေမှာခဏခဏလက်ဝယ်ကြရတော်တော်များများမရွှေမှာတော့မရအောင်ဘူးမဲရှင်းထားပေးတဲ့အကောင့်မှာဝယ်လို့ရတယ်နော်